လေးကိုရိုက်လိုက်မှနားထောင်မယ်လို့တင်ထင်နေပါသလားတခါတလေကလေးတွေအရန်ဆိုးလာရင်ကျမတို့လည်းစိတ်မရှိပဲရိုက်မိအော်မိတတ်ကြပါတယ်နော်ဒါပေမဲ့အဲ့ဒီလိုရိုက်နှက်ဆုံးမခြင်းကကလေးကိုပိုလိမ်မာစေတာမဟုတ်ပဲကြောက်လို့ခဏငြိမ်သွားတာပဲဖြစ်ပါတယ်ရိုက်နှက်ဆုံးမခြင်းရဲ့စိုးကျိုး၃ချက်ကိုပြောပြပေးသွားပါမယ်နံပါတ်1အုံနောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေပါတယ်ကြောက်စိတ်ကြောင့်ထွက်လာတဲ့ကော်တီဆောဟော်မုန်းကကလေးရဲ့တင်ယူမှုနဲ့မှတ်ဉာဏ်ဆဲတွေကိုထိခိုက်စေပါတယ်နံပါတ်2အကြမ်းဖက်မှုကိုအားပေးတယ်လို့ဖြစ်စေပါတယ်ကြီးလာတဲ့အခါပြဿနာတစ်ခုခုဖြစ်ရင်ဒေါသနဲ့ပဲဖြေရှင်းတတ်တဲ့လူကြီးဖြစ်လာနိုင်ပါတယ်နံပါတ်3မိဘနဲ့ကွာဟသွားစေပါတယ်ခက်လေးကမိမိကိုချစ်လို့နားထောင်တာမျိုးမဟုတ်ပဲကြောက်လို့နားထောင်တာမျိုးဖြစ်သွားတဲ့အတွက်ကြီးလာတဲ့အခါရင်မဖွင့်တော့ပဲဖုံးကွယ်တက်လာပါတယ်မိမိတို့ဘလို့ပြောင်းလဲပေးနိုင်မလဲဆိုရင်နံပါတ်1တိုင်းကောက်ယူပါကိုယ်တိုင်စိတ်အယမ်းတုန်နေရင်ခလေးကိုမဆုံးမပါနဲ့အောင်အသက်ပြင်းပြင်းရှူပြီးစိတ်ငြိမ်မှစကားပြောပါနံပါတ်2အကျိုးအပြစ်ကိုရှင်းပြပါဘာကြောင့်ဒါကိုမလုပ်သင့်တာလဲဆိုတာကိုခလေးရဲ့အစင်းနဲ့နားလေအောင်ရှင်းပြပေးပါနံပါတ်3ချစ်ရှင်မေတ္တာနဲ့ဆုံးမပါစူပြီးရင်လည်းဘာကြောင့်စူရလဲဆိုတာကိုပြောပြပြီးခလေးလေးကိုဖတ်ထားပေးပါနော်ခလေးတွေဆိုတာအဖြူအောင်စက်ကူလေးတွေလိုပါပဲအကြောက်တရားထက်နားလည်မှုနဲ့ပဲပုံဖော်ပေးကြရအောင်နော်မိမိတို့ရောခလေးကိုစူးမိရိုက်မိပြီးရင်ထဲမကောင်းပဲနောင်တရဘူးတဲ့အချိန်တွေရှိလားစိတ်ထိုင်းနေအောင်ဘလို့လှုပ်လေရှိလဲကိုမမမျှဝေသားပေးကြပါအောင်နော်